တွေကြည့်ကောင်လေးတွေကြည့်အောင်ယောက်ျားတွေကြည့်အောင်ဒါမှမဟုတ်လာတို့ကြည့်တဲ့လူတွေဟာလာလိုက်တာဟာမွေးလိုက်တာလို့လူတွေအဲ့လိုပြောအောင်လိမ့်ရင်အဲ့ဒီကောင်မကဇာနီမဇင်နာလုပ်တဲ့သူတဲ့ဟဒီသပြောတယ်လိမ့်လို့မပိုင်ဘူးလားဆရာလိမ့်လေဒါလားမိမပြတ်နဲ့နိုင်ထားတာဟဒီသမှာအဲ့တော့ယောက်ျားတွေကခဲခမရတော့ကျမအဲ့လိုစိတ်မရှိဘူးတဲ့ရေမွေးလိမ့်ထားတယ်ပေါ်ဖြူးလိမ့်ထားတယ်ပရိုမီနာလိမ့်ထားတယ်ဘယ်ယောက်ျားလေးမှအဲ့လိုကြည်ပါသေးလို့လိမ့်တာမဟုတ်ဘူးတဲ့ဒီတိုင်းလိမ့်တာဒီတိုင်းလိမ့်မိမယ်လေကောင်လေးတွေကအဲ့အနံ့ရဟိုတွေ့လားတော်တယ်လားတွေ့လေအဲ့လိုပဲသူတို့ကအနံ့ရတိတယ်ဒါဘယ်ကအနံ့လဲဒါခေါင်းဆွဲရတာကောင်မလေးဘူးမဲသုံးတဲ့ခေါင်းဆွဲသူချက်ချင်းမလဲယောက်ျားမို့မလဲရင်လည်းယောက်ျားမဟုတ်တော့ယောက်ျားရလည်းခက်တယ်အဲ့တော့လက်အောင်ဘယ်သူလုပ်တာလဲအဲ့ဒီလူတွေကဇာနီတဲ့အလ္လာဟ်ရှိထိသိမ့်တော်မူပါစေဟဇ်အဗ်ဒူလာဘ်ဘင်မဆူဒ်ရဒီအလ္လာဟ်တာအာလာကအမိန့်ရှိတယ်အမျိုးသမီးဆိုတာခေါင်းဝန်းနေခြေတော်အထိဖုံးထားရမယ်အမျိုးသမီးဆိုတာခေါင်းဝန်းနေခြေတော်အထိဖုံးထားရမယ်ဒီအချိန်မှာအပြင်ထွက်လာပြီလေတဲ့ရှိုက်တန်သူနဲ့အတူတူပါတယ်ရှိုက်တန်ကချောင်းနေတယ်တဲ့နော်ဟဇ်အဗ်ဒူလာဘင်ဥမာရဒီအလ္လာဟ်တာအာလာကတမန်နဲ့သမီးဟဒီစ်တော်ကိုသင်ပြန်တော်မူတယ်အမျိုးသမီးတွေတဲ့အိမ်ကနေအပြင်ထွက်ရင်ဘာမှမရဘာမှမရှိဘူးတဲ့မလေးမလည်း fashion တစ်ခုတွေ့ခဲ့ရှေ့ဘရာတီယာမိန်းမတွေဇီယာရက်လောက်တာအဲ့တော့မှတ်ထားရမှာမိန်းမတွေဇီယာရက်လောက်ကိုအိမ်ကနေထွက်တာနဲ့နူရီဇာဆိုတဲ့စာအုပ်လေးအားလုံးမြင်ဘူးတဲ့အဲ့ဒီစာအုပ်ရဲ့ဟာရှီယာမှာဗာရေးထားလာတယ်ဆိုတော့အဲ့ဒီဇီယာရက်တွေကိုဘူးအတွက်မိန်းမတယောက်ကအိမ်ကနေစထွက်တာနဲ့ဖရစ်စာတွေကတီးတက်လာနဲ့စုချီးမြင့်နေတဲ့လာနဲ့အလ္လာဟ်ရဲ့ရာဟမတ်နဲ့ဝေးပါစေမတာမတည်ခြင်းဆိုမှနော်အလောင်းမလာမဲ့ကောင်မအဲ့လိုချိန်သေးတယ်လာနဲ့ဆိုတာနားမလဲမှာဆိုလို့ဘာသာပြန်ပြလိုက်ဆိုကြနေလာနဲ့ဆိုတာဘာမှမသိဘူးဆိုရာဟမတ်နဲ့ယောနေမှာဆိုလို့တခါတည်းပြန်ပြလိုက်အဲ့ဒီလိုမတာမဒရောင်းသားမဘတ်ပြောင်းမဲ့ကောင်မဆိုအဲ့လိုချိန်သေးတယ်တဲ့ပရိစ္ဆာတွေကအဲ့လိုကြီးအသွားကြပေါ့ဘယ်အချိန်ထိလဲအိမ်ပြန်မလာမချင်းထိအိမ်အပေါက်ထဲပြန်ရောက်မှအဲ့ဒါရက်အလ္လာဟ်ရှင်ထိမ့်သိမ့်တော်မူပါစေအဲ့တော့ဘယ်နေရာပဲမလို့မိမ့်မဘယ်နေရာပဲမလို့မိမ့်မဘာမှမရဘူးတဲ့အကဲအရေးကြီးလို့အဲ့လိုမဖြစ်မနေလို့အဲ့ရင်တဲ့မိမတွေလမ်းဘေးကကတ်သွားအဲ့ဒီဟာဒီစ်ကိုတမန်တော်မြတ်ဆလ္လာလ္လာဟ်အမိန့်ရှိလိုက်တော့အဘူဒါဝုဒ်မှာရွာရှိတယ်ဆဟာဘီအမျိုးသမီးတွေရဲ့ညာဘက်သို့မဟုတ်ဘယ်ဘက်ပခုံးကအမြဲတမ်းပြဲနေဘာကြောင့်လဲဝင်းပြန်နေတဲ့ကတ်ပြီးသွားတာတအားဘေးကတ်လို့အင်ကြီးတွေထုံတယ်တွေကဘေးနေပါဖြစ်နေလဲပြဲနေတယ်ဆိုပြီးတော့ဒီဝါဟတ်တင်မာလာရှိတယ်ဒီကနေ့ကျတော့အဲ့လိုမဟုတ်ဟာကြီးတွေသိတယ်ဟာဂျ်မာတော်မှာလူပါဝါသွားတယ်ကုရ်အာန်ကပြောတာအရိဂျာလူကဝါမူနာအလနီဆာဖဲယောက်ျားဆိုတာတစ်ဖဲတဲ့ယောက်ျားကအပေါ်မှာတဲ့ယောက်ျားဆိုတာခေါင်းဆောင်တဲ့ယောက်ျားဆိုတာအကြီးတဲ့ယောက်ျားကနံပါတ်1ပဲအရိဂျာလူကဝါမူနာအလနီဆာမိန်းမတွေရဲ့အုပ်ချုပ်သူယောက်ျားကိုအလ္လာဟ်ဖန်ဆင်းပေးတာဒီကနေ့မဟုတ်ဘူးတဲ့မိန်းမတွေဦးစားပေးမိန်းမတွေဦးစားပေးမင်းဟာကြီးလည်းပဲနားမလဲဘာလဲမိန်းမတွေဦးစားပေးမိန်းမတွေကိုဦးစားပေးရမယ့်နေရာမှာပေးတယ်အစ္စလာမ်ကဒီနေရာမှာအစ္စလာမ်ကခိုင်းတာမို့ယောက်ျားနဲ့မိန်းမနဲ့တလန်းနဲ့မှလူတယောက်ပဲသွားလို့ရတဲ့လမ်းမှာရောက်လာရင်ယောက်ျားအရင်လျှောက်ရမှာမိန်းမကိုအရင်လျှောက်ခိုင်းရင်ဘာဖြစ်မှာအဲ့ဒါဂုဏဖြစ်ကုရ်အာန်နဲ့ဟဒီစ်ကိုစန့်ကျင်တဲ့ဂုဏဖြစ်မှာဒါအင်ကာရီအမလီလို့ဒါအမလ်နဲ့ညှင်းဆန့်ခြင်းလို့အလ္လာဟ်ရှိထိမ့်သိမ့်တော်မူပါစေအဲ့တော့ဟဇ်ဂျာဘီရ်ရဒီအလ္လာဟ်တာအာလာကဆင့်ပြန်တော်မူတယ်တမန်တော်မြတ်ဆလ္လာလ္လာဟ်အမိန့်ရှိတယ်တဲ့အမျိုးသမီးတယောက်ကလာပြီးဆိုရင်ရှိုက်တာနဲ့ပုံစံနဲ့လာတယ်တွားပြီးဆိုရင်လည်းရှိုက်တာနဲ့ပုံစံနဲ့တွားတယ်ကောင်းလေးတွေမှတ်သွားလိုက်ချိန်နေမလားချိန်တွေ့ရှိုက်တာမှပုံစံနဲ့လာမယ်အပြန်ကျရင်အီမာန်ရောအာမာရောလူတွေရောယူပြီးတော့ပြန်သွားမယ်ရှိုက်တာမှပုံစံနဲ့ဟဒီစ်ကပြောကျွန်တော်ပြောရမှာချိန်တွေ့တဲ့ကောင်းကောင်းချိန်တွေ့တက်လုံးလုံးခဲ့တဲ့အာမာရဲ့နူတက်လုံးဖတ်ခဲ့တဲ့စာရဲ့နူတခါလဲဆွဲပြီးတော့ရှိုက်တာမှပြန်ယူသွားမယ်ဟဒီစ်မှာပြောတာဟဇ်ဂျာဘီရ်ရဒီအလ္လာဟ်တာအာလာလာတော့လာလိုက်ပြီဒီမှာလဲနီယတ်ဘောင်းလုံးနဲ့လာမှာပဲဟာတချို့ကကောင်းမလေးကြည့်ဖို့လာမယ်တချို့ကတော့ခုနကတော့ပြောဆရာကိုလွမ်းလို့အလ္လာဟ်ရှင်လက်ခံတော်မူပါသည်အဲ့တော့ဥမ်ဆလမာရဒီအလ္လာဟ်တာအာလာဟာတခေမကျွန်တော်တို့ဥမ်မတ်ရဲ့မိခင်ကြီးဘာအမိန့်ရှိလဲဆိုတော့တနေ့မှာတဲ့ဂျမားနဲ့အတူတူဂျမားရဲ့
ta'ala na dale amibe or ne awlo tamanami ye chinyaro Cumaro ne yaw chi ne che mare tamanami ne atu nyana ne sahaba Hazrat Abdullah bin Maktum radiyallahu ta'ala chwamya no mulare aro cumaro ati lai to o koro ne atu nyasi mami ne sahaba be Ari karo nyasi mami ya u to ami apoi be to nyasi mong ne nyasi mami ya u suro Abu nyasi mami ya re sahaba la re to tro ma thao tamanami se be minwa balu parda ma lou da le ya rasulullah sallallahu alaihi wasallam tu waro nyasi mami na re parda lou ya au ma la ni ro mien na ni ne re ni parda lou Chano ro ma mien au ni ne lu ya parda lou Kalai ba phit twa ba ma ma phit bu da me kalai nyan shi twa ma lo chin mu de akla shi aung naw shi din shi me pyo bu da kalai ba phit twa ma mien ya de dukha le nane be khan ya ma no nane le be khan ya ma da me shi set pi ro ma naw ta hadith da bo la saw yu twa Hazrat Maqal bin Yasar radiyallahu ta'ala anha tamam me sadam ne hadith to ko sin pyan no mu de na mahram ne ko ne nikah halal phit de amyotami ne chi ra ga de ari lu ko phi